လူတို့တော်များများငွေကြေးအတွက်ရုန်းကန်နေရတာကကံတရားကြောင့်ဓမ္မမဟုတ်ရင်ကြိုးစားအထုံမှုအားနည်းလို့ထင်တတ်ကြတယ်တကယ်တမ်းတော့အဖြေကခင်ဗျားရဲ့မသိစိတ်ထဲမှာငွေကြေးဆိုင်ရာအစီအစဉ်အဲ့ဒီအရာကြောင့်ဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်ခင်ဗျားအိမ်မှာရှိတဲ့ထားပါတော့လေးအေးပေးဆက်ကိုအပူချိန်25ဒီဂရီဆဲလ်စီယပ်မှာတက်မှတ်ထားရင်โอเคအပြင်မှာဘလောက်ဦးနေပါစေအိုက်ဆက်ကအခန်းကို25ဒီဂရီဆဲလ်စီယပ်ဖြစ်အောင်ပြန်လျှော့ချပြီးအထဲထဲဝင်တဲ့အချိန်မှာပြန်ဆိုတော့မတိစိတ်ကအဲ့လိုပဲခင်ဗျားငွေကိုတစ်လ10သိန်းပဲရှာနိုင်တဲ့လူလို့မတိစိတ်ကတက်မှတ်ထားရင်အကြောင်းတစ်ခုခုကြောင့်30ရခဲ့ရင်တောင်မှခင်ဗျားရဲ့မတိစိတ်ကတစ်ခုခုလုံးမိပြီးမလိုအပ်တာဝယ်မိတာပစ္စည်းပြောက်တာဘာညာတရကပေါ့ပတ်စံကုန်အောင်လုံးမိပြီးမူလအခြေအနေ10သိန်းစီကိုပြန်ရအောင်မတိစိတ်ကဆွဲချနေမိလိမ့်မယ်ကိုယ်ပြန်လဲဖြည့်ဆည်းမိခြင်းပေါ့ကျွန်တော်တို့လူဖွဲ့စည်းမှာငွေနဲ့ပတ်သက်ပြီးမတိစိတ်ထဲမှာဆွဲနေတဲ့အစိတ်တော့အယူဆတွေရှိရတယ်တချို့ဆိုပတ်စံဆိုတာအငြိအကျေးလူဖြစ်စည်းတယ်ပေါ့ချမ်းသာတဲ့လူတွေကလူယုံမာတွေဖြစ်တယ်ပေါ့မတရားနည်းနဲ့ချမ်းသာကြတယ်ပေါ့ဟိုလိုငါလိုလူကတော့ဒီလောက်ပဲရမှာပါဒီလောက်နဲ့ထိုက်တန်တယ်ပတ်စံရှာတာရမ်းပင်မန်းနဲ့တော့အဲ့လိုအယူဆတွေရှိနေရင်ခမရမတိစိတ်ကခမရစီကိုခမရလိုချင်တဲ့ငွေပမာဏရောက်မလာအောင်ရောက်လာခဲ့ရင်တော့မင်းနီးမျိုးစုံနဲ့ထွက်သွားအောင်ပြုလုပ်နေမိလိမ့်မယ်ဆိုတော့ငွေကြေးပေါ်တဘောသားကိုပြောင်းလဲရမယ်ပတ်စံဆိုတာဆုပ်ယုပ်ခြင်းပျက်စီးခြင်းလို့မမြင်မဲနဲ့ကိုလိုချင်တဲ့အရာကိုသွားနိုင်တဲ့ရနိုင်တဲ့အထောက်ပံ့ပေးတဲ့စွမ်းအင်လို့မြင်ပေးရမယ်ထွက်သွားတဲ့ပတ်စံကိုလည်းကျေးဇူးတင်ရမယ်ဝင်လာတဲ့ပတ်စံကိုလည်းကျေးဇူးတင်ရမယ်ညအိတ်ခါနေတိုင်းခင်ဗျားရဲ့ပတ်စံအိတ်ထဲမှာဗန်စာအုပ်ထဲမှာခင်ဗျားလိုချင်တဲ့ကိန်းကနန်းနေရှိနေတယ်လို့မျိုးခံစားရမယ်မရှိဘဲနဲ့ရှိနေလို့ခံစားမှလားဆိုတဲ့အတွေ့အကြုံရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မတိစိတ်ကိုပြန်ပြီးတော့တိဆောက်ရမယ်ကျွန်တော်တို့လိုချင်တဲ့ပုံစံတိဆောက်ရမယ်အဲ့ဒီနေရာမှာပြောနေကြအတိုင်းပဲ positive vibe အကောင်းမြင်စိတ်ကအရန်ရေးကြီးတယ်နောက်တစ်ချက်ယုံကြည်မှုကလည်းအရန်ရေးကြီးတယ်ဒီဟာတွေကတစ်ဆင့်ချင်းနဲ့ပုံဖော်သွားလိုက်မယ်ငါဟာငွေကြေးကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တစ်ခုဖြစ်တယ်ငွေကြေးတွေကငါစီကိုနီလန်မျိုးစုံတစ်ခုမဟုတ်တစ်ခုအလိုလျောက်ရောက်လာတတ်တယ်အခွင့်အရေးတွေကိုငါကမြင်နိုင်စွမ်းရှိတယ်ချမ်းသာကြွယ်ဝမှုနဲ့ထိုက်တန်တယ်အဲ့လိုမျိုး affirmation တွေကိုလည်းနေတိုင်းရွတ်ပေးရမယ်ဆိုတော့ချမ်းသာတဲ့သူတယောက်ရဲ့စိတ်ချက်မျိုးရှိဖို့လိုတယ်ဥပမာယုံကြည်မှုရှိရမယ်နော်အခွင့်အလမ်းတွေကိုရှာဖွေတတ်ရမယ်ခင်ဗျားမသိစိတ်တွေကငွေကြေးနဲ့ပတ်သက်ပြီးကြောက်ရွံ့နေမှုမကောင်းမြင်တဲ့အတွေးတွေကိုဖယ်ရှားပြီးတော့ငွေဆိုတာကောင်းမွန်တဲ့အရာချမ်းသာကြွယ်ဝမှုနဲ့ငါထိုက်တန်တယ်လို့ကို affirmation တွေပြောရမယ်တွေးခေါ်ရမယ်အဲ့လိုသဘောထားတွေထားရမယ်ယုံကြည်မှုတွေရှိရမယ်ဆိုတော့ဒါအရန်အရေးကြီးပါတယ်